နောက်တနေရာတော့လစ်တက်အီတလီလို့လူပြောများနေကြတယ်ခေါင်းရိုင်ဟာပရီမိုဘီယာဇာကိုတွားတာပါဒီနေရာတော့တစ်ကက်ဖီပေးရပါတယ်ဒီတစ်ကက်ဖီမှာတိုးတွေကိုအစာကျွေးတဲ့အတွက်ပါပြီးသားပါဒီနေရာလေးက view ရမ်းလာတယ်တက်ပုံရိုက်ဖို့အတွက် photo spot နေရာလေးလည်းအများကြီးလုပ်ပေးထားတယ်အုံးကြီးလေးတောင်းရင်းနဲ့ view လာလေးအေးဆေးလေးကြည့်ပြီးတော့အနားယူလို့လည်းရပါတယ်တနားမယ်你啥名呢？你啥名？ တက်ပုံရိုက်ဖို့ဝါသနာပါတဲ့သူတွေအတွက်ကတော့အရန်ကိုအဆင်ပြေပါတယ်တက်ပုံရိုက်စရာနေရာတွေလည်းအရန်များတယ်နေရာတိုင်းလိုလိုလှပါတယ်နေရာတော့ခေါင်းရိုက်သွားပြီးတော့ပြေခဲ့ပါတယ်ကားလမ်းတွေအရန်ပိတ်တယ်ကားလည်းကျက်တယ်သွားရတာလည်းခီးလမ်းနဲ့ဝေးရတဲ့အတွက်ကြောင့်မလို့ဒီလောက်နဲ့ပဲဘန်ကောက်ကိုပြန်ပြီးတော့အနားယူခဲ့ကြပါတယ်နောက်ထပ်ပတ်တူဗီဒီယိုမှာပြီးတော့ပြန်လဲဆိုတာကိုထပ်ပြီးတော့ပြောပြပါမယ်ဘိုင်ဘိုင်ဘရောင်နီကိတ်တွေစားပြီးရည်နေပြီ对，你要我这种去了。